ကဲအားလုံးပဲမင်္ဂလာပါမင်္ဂလာရှိသောညချမ်းလေးပါကျွန်တော်ရဲ့တူတောင်ခြေကိုချစ်မှများအားလုံးနော်မနေ့ပြန်ဆိုလို့ရှိရင်ကျွန်တော်တို့18ရက်6လ2026ပုဒ်လူနေ့ကိုပြန်လည်ပြီးတော့ရောက်ရှိလို့လာပြီကဲပုဒ်လူနေ့နေကုန်စာနော်အချိန်လေးတွေမိန်းလေးတွေပတ်တီးလေးတွေထပ်မှန်ပြီးတော့လာတင်ပေးတာဖြစ်ပါတယ်နော်ကဲဒါကြောင့်မို့ဒီဗီဒီယိုပိုင်းလေးကိုမြင်ပြီးတွေ့ပြီဆိုရင်ကြော်မသွားနဲ့ကဲဗီဒီယိုပိုင်းကိုမြင်နေတွေ့တဲ့အချိန်ကနေစလို့ကျွန်တော်ရဲ့ချစ်ကိုချစ်မာတွေအားလုံးစိတ်ချမ်းသာခြင်းကိုကြမ်းမာခြင်းတွေနဲ့ပြည့်စုံကြပါစေစီးပွားလက်လာပါတွေလည်းဒီအလားတိုးတက်ကြပါစေလို့ဆုမွန်ကောင်းလေးတောင်းပေးလိုက်ပါတယ်နော်ကဲကျွန်တော်တို့ဒီနေ့နော်အင်္ဂါနေ့မှာလည်းထပ်မှန်ပြီးတော့ကျွန်တော်ရဲ့ကိုဒီမာတွေအားလုံးနှစ်သီးဆောင်မိန်ထက်ရပြန်ပြီနော်အားလုံးပဲ35နော်ကဲကျွန်တော်မနေ့ကနော်ကျွန်တော်ရဲ့ကိုဒီမာတွေအားလုံးပဲတနင်္လာနေ့မှာလည်း8နှစ်နော်နှစ်သီးစားတဲ့မိန်ဆိုမှာမိန်กว่าပဲเนาะအခုဆိုရင်လည်းကျွန်တော်တို့ဒီနေ့အင်္ဂါနေ့မှာလည်းထပ်မှန်ပြီးတော့နှစ်သီးစားเนาะအားလုံးပဲ35မိန်กว่าပဲเนาะကဲအားလုံးပဲ2ရက်စလုံးအားလုံးပဲအဆင်ပြေတယ်โอเคတယ်အထူးထူးပြောစရာမလိုဘူးကဲကျွန်တော်တို့เนาะ35မှာဘလောက်ဖို့ရတယ်ဆိုတာเนาะကျွန်တော်ရဲ့ချစ်ကိုချစ်မတွေအားလုံးကိုမှန်လေးတွေထဲမှာဝင်ပြီးတော့မှန်ပေးသွားလိုက်ပါမနေ့ပြန်ဗုဒ္ဓဦးနေ့နေကုန်စာအကြိုက်တွေ့တယ်เนาะအားလေးတွေထပ်မှန်ပြီးလာတင်ပေးတာဖြစ်ပါတယ်အကြိုက်တွေ့ရင်လိုက်ဆော့ပါFacebook ကညီကိုမောင်နှမတွေကဒီဗီဒီယိုပိုင်းကိုမြင်ပြီးတွေ့ပြီဆိုရင်ပုံမှန်တိုင်းလေးပဲ like လက်မလေးတွေနှိပ်ထားပါ share မှု share အားလေးနဲ့ကူညီကျွန်တော်တင်တဲ့ဗီဒီယိုပိုင်းလေးတွေကိုနေ့စဉ်နဲ့မြင်ရင်တွေ့ကျင်နေဆိုရင်ကျွန်တော်ရဲ့ page ကို follow လေးတွေနှိပ်ခဲ့ဖို့မမေ့ကြပါနဲ့เนาะဒါမှကျွန်တော်တင်တဲ့ဗီဒီယိုပိုင်းလေးတွေကိုနေ့စဉ်နဲ့မြင်ရတွေ့ရမှာဖြစ်ပါတယ်ကဲဒါဆိုရင်မနေ့ပြန်ကျွန်တော်တို့က18ရက်နေ့ဗုဒ္ဓဘုနေ့နေကုန်စာမှာ1ချိန်အနေနဲ့ဆိုလို့ရှိရင်38ချိန်ပဲဖြစ်ပါတယ်เนาะကဲဒါဆိုရင်3နဲ့ပတ်သက်တဲ့ main ကွာကလေးတွေဆိုလို့ရှိရင်မနက်ဖြန်မှာ3430 3939ဒါ3နဲ့ပတ်သက်တဲ့ main ကွာပါတေချာမှတ်ပါ3430 3939ပါဒါ3နဲ့ပတ်သက်တဲ့ main ကွာဖြစ်ပါတယ်ကဲ8နဲ့ပတ်သက်တာဆိုရင်တော့ကျွန်တော်တို့8480 8989ပဲဖြစ်ပါတယ်8480 8989ပါဒါ8နဲ့ပတ်သက်တဲ့အကြိုက်ဆုံး main ကွာကလေးတွေဖြစ်ပါတယ်ကျွန်တော်ထုတ်ပေးတဲ့ main ကွက်ကလေးတွေမကြိုက်လို့ကိုလုံးမိုင်ကိုကြီးရလို့တွဲဆော့ကတ်ဆော့ခြင်းနဲ့ဆိုတဲ့ညီကိုမောင်နှမတွေအားလုံးကနော်နေ့ပြန်မှာကျွန်တော်တို့အားအကောင်းဆုံး1ချိန်ဒီ38ချိန်ပဲဖြစ်ပါတယ်နော်အဓိကပတ်တီးကိုဦးစားပေးဆော့တဲ့ညီကိုမောင်နှမတွေဆိုရင်လည်းမနေ့ပြန်ဗုဒ္ဓဦးနေ့နေကုန်စာမှာအားအကောင်းဆုံးပတ်တီးတွေ3ပတ်တီး8ပတ်တီးအားအကောင်းဆုံးဖြစ်ပါတယ်အကြိုက်တွင်လိုက်ဆော့ပါအကြိုက်မတွင်ရင်မဆော့ပါနဲ့เนาะကဲဒါစေတနာနဲ့တင်ပေးတာဖြစ်လို့ပေါက်လို့ရလို့လဲဘာမှပေးစီရမလို့ဘူးပေါက်တယ်ရတယ်ဆိုရင်ဝမ်းတာပီတိဖြစ်ပါတယ်ကဲအားလုံးပဲဘဒူဘလာဘိုးရတယ်ဆိုတော့ကိုယ့်ဘက်ကိုကွန်မန့်လေးတွေထဲမှာဝင်ပြီးတော့မှတ်သွားပေးလိုက်ပါခုလိုကြည့်ရှုပေးတာအထူးထူးပဲကျေးဇူးတင်ပါတယ်မနေ့ပြန်ပေါ်လူဦးနေမှာလဲထပ်မှန်ပြီးတော့ရကြပါစေကံကောင်းကြပါစေဗျ